အားလုံးပဲမင်္ဂလာပါဘုန်းကြီးတစ်ပါးကကိုရင်လေးကိုအသေးအတန်ရိုက်တာနဲ့ပတ်သက်ပြီးတော့အဲ့ဒီလိုမရိုက်တဲ့ကြောင့်ဦးစင်ပြောဆိုပြီးပို့တင်လိုက်တဲ့အခါမှာအပြစ်ရှိလို့ရိုက်တာပေါ့အကြောင်းမဲ့ရိုက်တာမဟုတ်ဘူးကိုတွေငယ်ငယ်တုန်းကလည်းအရိုက်ခံရတာပဲစသည်ဖြင့်လူတစ်ယောက်နှစ်ယောက်ကလာပြောကြပါတယ်မှန်ပါတယ်ဦးစင်တို့ငယ်ငယ်ကိုရင်ဘွားတုန်းကလည်းပဲဆရာသမားရိုက်တာခံရပါတယ်သို့တော့ဦးစင်းတို့ဆရာသမားရိုက်တယ်ဆိုတာကအိမ်မှာစေခြင်းလို့ရိုက်တာပါပညာတက်စေခြင်းလို့ရိုက်တာပါရိုက်တဲ့အခါမှာလည်းပဲတုတ်ကြီးကြီးမားမားနဲ့မရိုက်ပါဘူးဝစိမ့်တို့သေးသေးနဲ့ခြေသလုံးတို့လက်ဖွားတို့ကိုအရေပြားဆက်လောက်အောင်ပဲရိုက်တာပါရိုက်လိုက်လို့မတော်တဆသွေးထွက်တန်ရုပ်ဖြစ်သွားပြီဆိုရင်လည်းပဲတနာကရုဏာစိတ်နဲ့သိထည့်ပေးပါတယ်အခုလိုမျိုးအညှို့တကြီးနဲ့ကြွရိုက်နွားရိုက်မျိုးရိုက်တာမဟုတ်ပါဘူးเนาะဒါကြောင့်ငယ်စဉ်အခါကဆရာသမားရိုက်တယ်ဆိုတာကပညာတက်စေခြင်းလို့လိမ္မာစေခြင်းလို့ရိုက်တာပါအခုလိုမျိုးကြွရိုက်နွားရိုက်မျိုးရိုက်တာမဟုတ်တဲ့အတွက်မတူတာကိုမတူကြပါနဲ့လို့ပြောချင်ပါတယ်เนาะဖုံဖုံတစ်ခုမေးမယ်ကောင်းမှုတစ်ခုပြုရင်အဲ့ကောင်းမှုကုသိုလ်ရတယ်မရဘူးဆိုတာဘယ်သူကတရားစီရင်ပေးပြီးဘယ်ကိုသွားရမယ်မသွားရဘူးဆိုတာဘယ်သူကစီရင်ချက်ချတာလဲဗုဒ္ဓတရားဗြဟ္မာနတ်တဲ့ဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာနော်မတ်ပိုင်ရှင်ကိုဦးစင်တစ်ခုမေးမယ်မတ်ပိုင်ရှင်မိကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲပူတဲ့အရသာခံစားရမယ်ရေကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲအေးတဲ့အရသာခံစားရမယ်အဲ့ဒီပူတဲ့အရသာအေးတဲ့အရသာကိုဘယ်သူကလာပေးတယ်ပြောမလဲမင်းကတော့မိကိုကင်တဲ့အတွက်ကြောင့်ပူစေကွာမင်းကတော့ရေကိုကင်တဲ့အတွက်ကြောင့်အေးစေကွာဆိုပြီးဘယ်သူကလာပြီးတော့တရားစီရင်ချက်ချဆုံးဖြတ်ပေးတာလဲဘယ်သူကမှလာပေးတာမဟုတ်ဘူးဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာပူတဲ့အကျိုးဖြစ်တယ်ဆိုတာဟာမိကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာအေးတဲ့အကျိုးတရားဖြစ်တာဟာရေကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာနော်အဲ့ဒီဥပမာအတိုင်းပဲကုသိုလ်ရဲ့အကျိုးခံစားရတယ်ဆိုတာဟာကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုပ်လို့ခံစားရတာဖြစ်တယ်အဲ့ဒီအကျိုးတရားကိုကြည့်ပြီးအကြောင်းတရားကိုမရှာတတ်တဲ့အခါမှာတချို့ကတကိုးရှင်ကပဲပေးတယ်လို့ကဲတင်ရှင်ကပဲပေးတယ်လို့ထင်သွားကြတာနော်ဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားရတာဟာဘယ်သူကမှလာပေးတာမဟုတ်ပါဘူးမိကိုကင်ရင်ပူတဲ့အကျိုးတရားခံစားရတယ်လို့ရေကိုကင်ရင်အေးတဲ့အကျိုးတရားခံစားရတယ်လို့ကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုပ်လို့ကုသိုလ်တည်းဟူသောအကျိုးတရားကိုခံစားရတာဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်ဒါဆိုလူတိုင်းကိုစေတနာထားရမှာလားဆရာတော်တဲ့မြတ်စွာဘုရားကစေတနာကမ္မဘိက္ခဝေစေတနာကိုကံလို့ဟောပါတယ်အဲ့ဒီလိုစေတနာကိုကံလို့ဟောတာဖြစ်တဲ့အတွက်ကြောင့်မိမိကသူတစ်ပါးအပေါ်ကိုကောင်းတဲ့စေတနာထားမယ်ဆိုရင်ကောင်းတဲ့အကျိုးခံစားရမှာဖြစ်တယ်မကောင်းတဲ့စေတနာထားမယ်ဆိုရင်မကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်တယ်သူတစ်ပါးကစေတနာရုပ်တိုင်းမိမိကပါလိုက်ပြီးစေတနာရုပ်မယ်ဆိုရင်မိမိလည်းမကောင်းကျိုးခံစားရမှာပေါ့နော်ဒါကြောင့်တစ်ဖက်လူကမိမိရဲ့စေတနာကိုနားလေသည်ဖြစ်စေမလဲသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေမိမိကလူတိုင်းအပေါ်မှာစေတနာထားရမှာဖြစ်ပါတယ်အရှင်ကောဝိဒသတ္တော်1173နှစ်ကျော်မှန်ပါသလားဖေယခုခေတ်လူငယ်တွေသိအောင်ရှင်းပြပေးပါဖေယတဲ့30တပုံမှာမြတ်စွာဘုရားကအမြင့်မြတ်ဆုံးဖြစ်ပါတယ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားတောင်မှအာယုကထက်ကျော်လွန်ပြီးမနေပါဘူးနော်လူတို့ရဲ့တတ်တန်း5ပုံထဲက4ပုံသာနေပြီးပြိဋိဘံပြုတော်မူပါတယ်အခုပွင့်သွားတဲ့ဦးဇင်းတို့ရဲ့ဂေါရမမြတ်စွာဘုရားဟာလူတို့ရဲ့တတ်တန်း100တန်းမှာပွင့်တဲ့ဘုရားဖြစ်ပါတယ်အဲ့ဒီလိုလူတို့ရဲ့တတ်တန်း100တန်းမှာပွင့်တဲ့ဘုရားဖြစ်တဲ့အတွက်လူတို့ရဲ့တတ်တန်း5ပုံထဲက4ပုံဖြစ်တဲ့တတ်တော်80သာနေပြီးပြိဋိဘံပြုတော်မူသွားပါတယ်လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့ဘုရားရှင်တောင်မှတဘာဝကိုကျော်လွန်ပြီးတတ်တန်းရှည်အောင်မနေသေးရင်ဘယ်လိုပုဂ္ဂိုလ်မျိုးကတဘာဝကိုကျော်လွန်ပြီးတတ်တန်းရှည်အောင်နေနိုင်မှာလဲစဉ်းစားကြည့်ကြပါနော်ဒါကြောင့်တတ်တော်1173နှစ်ဆိုတာမဟုတ်ဘူးလို့မှတ်သားထားကြရမှာဖြစ်ပါတယ်ဘာသာခြားတစ်ယောက်ကမြတ်စွာဘုရားကိုစော်ကားထားလို့ဆရာတော်ကတုတ်ပြန်ထားတာကို
လူတယောက်ကဆရာတော်ကိုရင်းကျက်မှုမရှိဘူးလို့မှတ်တာကိုတပည့်တော်ဖတ်မိတယ်တဲ့ဦးစင်းလည်းဖတ်မိပါတယ်နော်အခုတော့အဲ့ဒီမန်းကမရှိတော့ပါဘူးဖြတ်သွားပါပြီအစတည်းကကိုယ်စကားကိုတာဝန်မယူရဲဘူးဆိုရင်ဘာမှဝင်မပြောပါနဲ့နော်ပြောလဲပြောခြင်းသေးတယ်ကိုယ်စကားကိုတာဝန်လည်းမယူရဲဘူးဆိုရင်ရှက်ဖို့ကောင်းပါတယ်အဲ့ဒီမန်းပိုင်ရှင်ကတာဝန်နဲ့ရင်းကျက်မှုကိုမကွဲဘူးဖြစ်နေတာပါဒီကနေ့ကဗြဟ္မဇာလတုတ်မှာမြတ်စွာဘုရားကချစ်သားတို့ဖရာဤအပြစ်ကိုဖြစ်စေတရားဤအပြစ်ကိုဖြစ်စေတန်ခါဤအပြစ်ကိုဖြစ်စေမဟုတ်မမှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုပါကဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမမှန်ဤအပြစ်သည်ငါတို့၌မရှိဟုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားပြီးတာဝန်ပေးခဲ့ပါတယ်အဲ့ဒီလိုတာဝန်ပေးခဲ့တဲ့အတွက်ဖရာတရားတန်ခါယရဏ၃ပါးကိုစော်ကားပုတ်ခတ်လာပြီဆိုရင်ပြန်လဲခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်ဦးစင်းကဦးစင်းရဲ့တာဝန်ကိုဦးစင်းဆောင်ရွက်တာပါနော်အဲ့ဒီမတ်ပိုင်ရှင်ကတာဝန်နဲ့ရင်းကျက်မှုကိုမကွဲဘူးဖြစ်နေတာပါဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုပြောချင်တာကတာဝန်နဲ့ရင်းကျက်မှုကိုကွဲပြားစွာသိအောင်လုပ်ပါအောင်လို့ပြောချင်ပါတယ်နော်ဒါဆိုလူတိုင်းကိုစေတနာထားရမှာလားဆရာတော်တဲ့မြတ်စွာဘုရားကစေတနာကမ္မဘိက္ခဝေစေတနာကိုကံလို့ဟောပါတယ်အဲ့ဒီလိုစေတနာကိုကံလို့ဟောတာဖြစ်တဲ့အတွက်ကြောင့်မိမိကသူတစ်ပါးအပေါ်ကိုကောင်းတဲ့စေတနာထားမယ်ဆိုရင်ကောင်းတဲ့အကျိုးခံစားရမှာဖြစ်တယ်။မကောင်းတဲ့စေတနာထားမယ်ဆိုရင်မကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်တယ်။သူတစ်ပါးကစေတနာရုပ်တိုင်းမိမိကပါလိုက်ပြီးစေတနာရုပ်မယ်ဆိုရင်မိမိလည်းမကောင်းကျိုးခံစားရမှာပေါ့နော်။ဒါကြောင့်တစ်ဖက်လူကမိမိရဲ့စေတနာကိုနားလည်သည်ဖြစ်စေမလည်သည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေမိမိကလူတိုင်းအပေါ်မှာစေတနာထားရမှာဖြစ်ပါတယ်အရှင်ဖေယစေတီနဲ့ဖေယဘယ်လိုကွာပါတလဲဖေယမတူဘူးလို့ပြောနေကြလို့ပါတဲ့စေတီဆိုတာကစေတီယဆိုတဲ့ပါဠိကနေလာတာပါစေတီယဆိုတာကပူဇော်အပ်သောပစ္စည်းပူဇော်ရာနေရာလို့အဓိပ္ပာယ်ရပါတယ်ဘာကြောင့်ပူဇော်အပ်သောပစ္စည်းပူဇော်ရာနေရာလို့ပြောရတယ်လဲဆိုရင်စေတီထဲမှာမြတ်စွာဘုရားဤတရိရဓာတ်တော်တွေမြတ်စွာဘုရားအသုံးပြုခဲ့တဲ့ပရိဘောဂပစ္စည်းတွေဖျားဟောကြားထားတဲ့ပိဋကတ်တော်တွေရှိလို့ပဲဖြစ်ပါတယ်ဖျားဆိုတာကတော့ပူဇာရဟဆိုတဲ့ပါဠိကနေလာတာပါပူဇာရဟကနေပူရဟပူရဟကနေပူရွာပူရွာကနေဖုရွာဖုရွာကနေဖူယာဖူယာကနေဖျားဆိုပြီးတော့အတန်ထွက်အမျိုးမျိုးစလုံးပေါင်းအမျိုးမျိုးပြောင်းလဲလာတာဖြစ်ပါတယ်ပူဇာရဟဆိုတာကပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်သက်ရှိနဲ့တတ်မဲ့တာကွာသွားတာပါနှစ်ခုစလုံးကပူဇော်ရာအတူတူပဲဖြစ်ပါတယ်စေတီကိုစေတီလို့ပဲခေါ်ရမယ်ဖျားမခေါ်ရဘူးလို့နာမည်ကြီးဓမ္မကတိကတစ်ပါးကဟောပြောတဲ့ဖိုင်ကိုကြည့်လိုက်ရပါတယ်ရှင်းပြပါအောင်ဆရာတော်တဲ့လောကမှာဖျားမှလွဲသွားရင်အမှားကင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးနော်အနည်းနဲ့အများတော့မှားဘူးကြတာကြီးပါပဲအမှားကင်းတဲ့ပုဂ္ဂိုလ်မရှိတာမှန်ပေမဲ့ဓမ္မကတိကများအနေနဲ့အတက်နိုင်ဆုံးတော့အမှားနည်းဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်တာမန်ပုဂ္ဂိုလ်တယောက်မှားတဲ့အမှားကအနည်းစုကိုသာတက်ရောက်ပြီးဓမ္မကတိကများမှားတဲ့အမှားကအများစုကိုတက်ရောက်စေလို့ဖြစ်ပါတယ်။စေတီဆိုတာကစေတီယဆိုတဲ့ပါဠိကလာတာပါ။မြန်မာလိုပူဇော်ပသရာပစ္စည်းပူဇော်ပသရာနေရာလို့အဓိပ္ပာယ်ရပါတယ်။ဘာကြောင့်ပူဇော်ပသရာပစ္စည်းပူဇော်ပသရာနေရာလို့ပြောရတယ်လဲဆိုရင်စေတီထဲမှာဖျားရှင်ရဲ့ဓာတ်တော်တွေဖျားရှင်အသုံးပြုခဲ့တဲ့ပရိဘောဂပစ္စည်းတွေဖျားရှင်ဟောကြားထားခဲ့တဲ့ပိဋကတ်တော်တွေရှိတဲ့အတွက်ကြောင့်ပူဇော်ပသရာပစ္စည်းပူဇော်ပသရာနေရာလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်စေတီလို့ပဲခေါ်ဖျားလို့ပဲခေါ်ဘယ်လိုပဲခေါ်လို့ရပါတယ်နော်။အရှင်ဖေယသာသမီယရဏမထွန်းကားတာဟာဘယ်ဘဝကအကုသိုလ်ကံကြောင့်ပါလဲဖေယတဲ့မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကသာသမီမထွန်းကားတဲ့အပုဒ္ဒကဆိုတဲ့တထေးတဦးရှိပါတယ်အဲ့ဒီတထေးကြီးဟာဘဝတစ်ခုမှာတထေးတဦးဖြစ်ခဲ့စဉ်တုန်းကအကူကြီးရဲ့သားဖြစ်သူသူ့ရဲ့တူလေးကိုလက်ဆွဲပြီးလမ်းလျှောက်တဲ့အခါမှာခလေးကဤလှဲသည်ငါအဖေရဲ့လှဲဤနွားသည်ငါအဖေရဲ့နွားဆိုပြီးကလေးတို့တဘာဝပါဇက်သေးရှိတာတွေပြောပါတယ်အဲ့ဒီလိုပြောတာကိုဒီကလေးကြည့်လာရင်ငါပစ္စည်းတွေယူတော့မှာပဲဆိုပြီးစိုးရိမ်စိတ်တွေနဲ့ကလေးကိုတောထဲခေါ်ပြီးတော့လဲပင်းညှစ်ပြီးတတ်လိုက်ပါတယ်အဲ့ဒီလိုတပ်ဖြတ်ခဲ့တဲ့ပါဏာတိပါဒမကောင်းမှုအကုသိုလ်ကံကြောင့်
ငရဲမှာနှစ်ပေါင်းများစွာခံရပြီးအခုဂေါရမမြတ်စွာဘုရားလက်ထက်မှာသားသမီးယရနာမထွန်းကားတဲ့အဘုဒ္ဓကတတိရဲ့ဆိုပြီးဖြစ်လာပါတယ်သားသမီးယရနာမထွန်းကားရခြင်းဟာလက်ရှိအပေါ်ယံမှာတော့အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ဘဝတစ်ခုခုမှာဤကဲ့သို့အလားတူသောမကောင်းမှုအကုသိုလ်ကံတစ်ခုခုကိုပြုခဲ့မိလို့ဖြစ်ပါလိမ့်မယ်တရိษံကိုပရိပဋ္ဌာန်းတွေဖွင့်ပြရင်သူတို့ကြားရင်သူတို့ကုသိုလ်ရနိုင်လားဖရာကိုရောကုသိုလ်ရလားဖရာတဲ့ခုတကနိကေဝိမာနဝတ္ထုပါဠိတော်မဟာရထဝတ်မန္တုကဒေဝပုဒ္ဒဝိမာနဝတ္ထုမှာမြတ်စွာဘုရားသည်ကက္ကရာအမိရှိတဲ့ရေအိုင်နာမှာတရားဟောနေစဉ်ရေကန်ထဲကဖားကလေးတစ်ကောင်ကကုန်းပေါ်တက်လာပြီးမြတ်စွာဘုရားရဲ့တရားအတန်ကိုနားထောင်နေပါတယ်အဲ့ဒီအချိန်မှာနွားကြောင်သားတစ်ယောက်ကဖားလေးရဲ့ကြောပေါ်ကိုဒုံးနဲ့ထောက်လိုက်တဲ့အတွက်ဖားလေးဟာတေဆုံးသွားပါတယ်သို့တော်လည်းပဲမြတ်စွာဘုရား၏တရားအတန်ကိုနားကြားခဲ့တဲ့အတွက်ကြောင့်နတ်ပြည်မှာမန္တုကဒေဝပုဒ္ဒဆိုတဲ့အမည်နဲ့ငတ်သားသွားဖြစ်ပါတယ်အဲ့ဒီဇလံလေးကိုအကြောင်းပြုပြီးတော့တချို့ကမိမိရဲ့အိမ်မှာမွေးထားတဲ့တိရစ္ဆာန်လေးတွေကိုတရားခွေဖွင့်ပြတာမျိုးဖုန်ကြီးပင့်ပြီးတရားနာခိုင်းတာမျိုးတွေလုပ်ကြပါတယ်လူတွေအတွက်ကကုသိုလ်ရနိုင်ပေမဲ့တိရစ္ဆာန်တွေအတွက်ကတော့ကုသိုလ်ရနိုင်ခြင်းနည်းပါတယ်ဘယ်လိုတိရစ္ဆာန်မျိုးတွေကုသိုလ်ရနိုင်တယ်လဲဆိုရင်တော့လူဘဝကနေတည်ပြီးချက်ချင်းတိရစ္ဆာန်တန်းဖြစ်တဲ့တိရစ္ဆာန်မျိုးတွေဆိုရင်တော့လူရဲ့အသိဉာဏ်လေးတွေနည်းနည်းပါလာတဲ့အတွက်ကုသိုလ်ရနိုင်ပါတယ်ငရဲပြေကတက်လာတဲ့တိရစ္ဆာန်ဆိုရင်တော့လူဘဝနဲ့အလွန်ဝေးကွာနေတဲ့အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးကိုမရနိုင်ပါဘူးเนาะနားလည်ပါစေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆရာဝန်တယောက်ဟာဒုံလဘရဟန်းဝစ်ပြီးစွမ်းခံကြွတဲ့အခါမှာလူဝိကြောင်ဘဝတုန်းကစေကုခဲ့တဲ့စေကန်းရှိသို့ရောက်တဲ့အခါဆရာဝန်ရဲ့ယူနီဖောင်းကိုဝစ်ပြီးတော့လူနာတယောက်ကိုစေကုပေးခဲ့တယ်ဆိုတဲ့ဗီဒီယိုဖိုင်ကိုမနေ့ကကြည့်လိုက်ရပါတယ်လူတချို့ဟာလောကီပညာတက်ပြီးဆိုတာနဲ့အမှန်ဘက်ကိုရောက်ပြီလို့ထင်နေကြတာတွေရှိပါတယ်လောကီပညာတက်ယုံနဲ့အမှန်ဘက်ကိုအကုန်မရောက်ပါဘူးလောကုတ္တရာပညာကိုပါတက်မှအမှန်ဘက်ကိုရောက်ပါတယ်မြတ်စွာဘုရားကယဟန်တွေကိုဆွေမျိုးမတော်ဆက်တဲ့လူတို့အားစေမကူပေးဖို့မှာကြားခဲ့တာကြောင့်တိမ်ထဲမှာယဟန်ခံတဲ့အခါယဟန်ခံပေးတဲ့ဆရာကလူဝိကြောင်တွေကိုစေမကူပေးဖို့သတိပေးမှာကြားလိုက်ပါတယ်ဒီလိုသတိပေးမှာကြားလိုက်တဲ့အတွက်ကြောင့်ဆွေမျိုးမတော်ဆက်တဲ့လူတွေကိုစေမကူပေးရပါဘူးစေကူပေးမယ်ဆိုရင်အဲ့ဒီစေကူပေးတဲ့ယဟန်ဟာဒုက္ခအာဘတ်သင့်ပါတယ်ရှေ့လာမိတကြံလရောက်ပြီဆိုရင်ဒုံလဘဝတ်ကြပါလိမ့်မယ်ဒုံလဘဝတ်တယ်ဆိုတာဟာကုသိုလ်ရခြင်းလို့ဝတ်တာပါကုသိုလ်ရခြင်းလို့ဝတ်တာဖြစ်တဲ့အတွက်ကြောင့်ဝိနေစဉ်ကာလမှာကုသိုလ်ရဖို့လိုပါတယ်ဒါကြောင့်ဒုံလဘယဟန်ဝတ်မိလူများကိုပြောချင်တာကဒုံလဘယဟန်ဝတ်တော်မီဆိုရင်မဝတ်ခင်မှာစောင်းရမိအရာရှောင်ရမိအရာတွေကိုလေ့လာပါမိမိမသိတာများရှိပြီဆိုရင်လည်းပဲတက်သည့်နားလေတဲ့ယဟန်တန်ခါများထံမှာမိမြန်လျှောက်ထားပါလို့ပြောချင်ပါတယ်နော်